ပဲမင်္ဂလာပါမိ3ခတ်ဖြစ်ပါတယ်မငဲစောင့်ခွာတာမိ3ခတ်မတော်တာဒီနေ့ကတော့မွန်စကားပြော10လုံးကိုသင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရှစ်တော်ရဟာအာတော်ရဟာဟမ်တော်ရဟာတော်ရဟာမှန်တော်ရဟာHông tôi ha Xôi tôi ha Bơi tôi ha Kít tôi ha Có tôi ha Ram tôi ha Sọ tôi ha Ua chê mong ha ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်သိချင်တဲ့အကြောင်းအရာလေးကို comment ထဲမှာရေးခဲ့ပေးလို့ရပါတယ်တတာ